ညနေ9 နာရီထိုးတာနဲ့ဈေးဆိုင်ကြီးစပိတ်ကုန်ပြီကျွန်တော်ကလည်းညနေ3 နာရီလောက်မှမြို့ကိုရောက်လာတာ哦ဂျပန်ရောက်တော့လဲကျွန်တော်စိတ်ကူးပေါက်ရသွားခြင်းတဲ့နေရာတွေမှာရိုးရာယဉ်ကျေးမှုနဲ့လူတွေရဲ့အကြောင်းလေ့လာဖြစ်တယ်ကျွန်တော်ခုရောက်နေတဲ့မြို့ကဂျပန်အေဒိုခေရဲ့စီးပွားရေးနဲ့အုပ်ချုပ်ရေးအရအချက်ချကြတဲ့ Little Edo လို့ခေါ်တဲ့ခါဝါကိုရဲ့တဲ့မင်္ဂလာပါကျွန်တော်ခါဝါကိုရဲ့ဟီကာဝါ Shrine ဆိုတဲ့နေရာကိုယထာတဒန်ဘတ်စကားတဒန်နဲ့ရောက်လာခဲ့ပါပြီကျွန်တော်တိုကျိုကနေပြီးတော့ Ikebukuro သွား Ikebukuro ကနေပြီးတော့ဒါတင်ပြောင်းစီးပြီးတော့ဒါတိုးဘူး line ကိုစီးပြီးတော့ဒီခါဝါကိုရောက်လာပြီးတော့ဒီ station ကနေပြီးတော့ဘတ်စကားထပ်စီးပြီးတော့ဒါရောက်လာခဲ့ပြီဖြစ်ပါတယ်ဒီဘက်မှာလမ်းလျှောက်လို့ရတယ်ဒီဘက်မှာဒါမျိုးပန်းနေရမ်းပေါ်တယ်ဘာပန်းလဲတော့ကျွန်တော်လည်းသိချာတော့မသိဘူးဝါဒါထပ်သွားပြီလမ်းကိုရောက်ထွက်ပြီးတော့ဒီကနေပြန်ဝင်မယ် yes ဒီဘက်ကိုရှိလေမမတက်ပင်ကြီးအော်ဒီမှာရမိုက်တယ်ငဝင်သေးဒီတက်သားတွေထဲမှာဒါတို့စူတောင်းတဲ့အစာတွေတို့ဖြစ်ချင်တဲ့ဟာတွေကိုဒါရေးထားတာပါအဲ့တော့တခြားဘာတွေရေးထားလဲတော့ကျွန်တော်လည်းမဖတ်တတ်တော့မသိဘူးကျွန်တော်ခဏတွေ့ခဲ့တယ်ပေါ့နော်ဒီတစ်သားပြချက်တွေပေါ်မှာမိသားစုပုံတွေကလေးပုံတွေအများကြီးတွေ့ရတယ်ဆိုတော့ဒီနေရာအကြောင်းကိုကျွန်တော်ရှာဖတ်ကြည့်လိုက်တဲ့အခါကျတော့ဒီနေရာကအဓိကအဖြစ်ဒါမိသားစုတွေကျင်စဦးမောင်နှံတွေပေါ့နော်ပြီးတော့အခါကျတော့ဘယ်လိုပြောမလဲအတွဲတွေပြီးတော့ဒီ romantic relationship နဲ့ပတ်သက်ပြီးတော့ပြီးတဲ့အခါကျတော့ဒီ family နဲ့ပတ်သက်ပြီးတော့ဒါပျော်ရွှင်မှုတွေရဖို့သူတို့ရဲ့ဆူတောင်းတွေပြည့်ဖို့အတွက်ဒီနေရာကိုလာကြတယ်လို့ကျွန်တော်ဖတ်ရပါတယ်ပြီးတော့ဒီ shrine ကနေပြီးတော့လည်းပဲဒီအောက်တိုဘာလမှာဆိုရင်
သူတို့ဒီမျိုးထဲမှာသူတို့ festival တွေလုပ်ကြတယ်လို့ကျွန်တော်လေ့လာရပါတယ်ဆိုတော့ဒီနေ့ကတော့တော်တော်လေးစိတ်ဝင်စားဖို့အင်မတန်ကောင်းပါတယ်ခင်ဗျာအခုကျွန်တော်Kawagoeရဲ့ City Museum ကိုကျွန်တော်သွားမယ်ပြီးတော့Kawagoeရဲ့ Castle ပေါ့နော်ရဲတိုက်ကိုလည်းကျွန်တော်သွားပါဦးမယ်9နာရီမှာပိတ်တယ်လို့တော့မှာတော့ map ထဲမှာတော့ရေးထားတယ်ပေါ့နော် information မှာတော့ဖတ်ရတယ်ဆိုတော့ကျွန်တော်ဒီဟာကိုဒါလမ်းလျှောက်ပြီးတော့ပဲသွားပါတော့မယ် okayခိုင်းပြီးတော့ museum ကိုသွားရပြီခင်ဗျာကျွန်တော် museum ရှေ့ကိုရောက်နေပါပြီ Kawagoe City Museum ပေါ့နော်ဒီမျိုးရဲ့ပြတိုက်ဖြစ်ပါတယ်ဆိုတော့ဒီအထဲမှာတော့ဗီဒီယိုရိုက်လို့မရတော့ဘူးဆိုတော့ Kawagoe Castle မှာပြန်တွေ့ပါပြီခင်ဗျာပြတိုက်ကနေထွက်လာပါပြီခင်ဗျာဆိုတော့ဒီ Kawagoe Castle ကဒီပြတိုက်ရဲ့မျက်နှာချင်းဆိုင်ထွက်လာလမ်းကူးလိုက်ပြီဆိုရင်ရောက်ပြီပေါ့နော်မဲ့ကျွန်တော်အခုက9နာရီထိုးကနေနေပြီနောက်ဆုံးဒီရဲတိုက်ထဲကိုဝင်လို့ရတဲ့အချိန်က4နာရီခွဲနောက်ဆုံးထားပြီးဝင်ရမယ်ဆိုတော့ကျွန်တော်မမီတော့ဘူးဒါပေမဲ့အပြင်ကနေတော့ကြီးလိုက်ရတယ်ပေါ့နော်ဒီအထဲကိုဝင်ကြည့်ရင်တော့ပို့ပြီးတော့လေးလာစရာတွေအများကြီးရှိမယ်မဲ့ကျွန်တော်အမြဲတမ်းတနေရာသွားတိုင်းမှာဒါနောက်ကျပြီးတော့မမီလိုက်တဲ့ပိတ်ချိန်နဲ့အမြဲတမ်းတိုးနေတယ်ဆိုတော့ဒီ Kawagoe မြို့အကြောင်းကိုကျွန်တော်ဒီ museum မှာသွားပြီးတော့လေ့လာလိုက်တဲ့အခါမှာတကယ်ကိုအော်စရာကြီးပေါ့နော်ဘာလို့လဲဆိုတော့ဒီမြို့ကအဓိကအဖြစ်ဒီဘယင်းတွေအတွက်ရောဒီ Little Edo လို့လည်းခေါ်ကြတယ်ပေါ့နော် Edo ဆိုတာဒီ Edo period 1600ဝန်းကျင်ကနေပြီးတော့1800ဝန်းကျင်ကြားဒီဂျပန်နိုင်ငံရဲ့ဒါခေတ်တစ်ခေတ်ပေါ့နော်ဆိုတော့ဒီခေတ်အတွက်ဒါအရေးပါတဲ့ဒါမြို့တစ်မြို့ဖြစ်ခဲ့တယ်ဒီမှာလည်းပြောမယ်ဆိုဒီမှာ Kawagoe Castle ရှိရပေါ့နော်ဒီရဲတိုက်ရှိတယ်ဆိုကြတဲ့ကဒီမှာသူတို့ကအရေးပါအချက်အချာကြားတဲ့နေရာမို့လို့ဒီမှာလာပြီးတော့ရဲတိုက်တွေလာဆောက်ထားတာဖြစ်တယ်ဆိုတော့ဒါအသေးစိတ်ကတော့ကျွန်တော်ဒီအများကြီးတော့ဖတ်ခဲ့ပါတယ်ဒါပေမဲ့ဒါမှတ်စရာတွေအများကြီးဆိုတော့ကျွန်တော်တိတ်တော့မမီဘူးဆိုတော့ပြောရမယ်ဆိုရင်ဒီဂျပန်တွေရဲ့ဒါအုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာလည်းဒီမှာကအများကြီးတိုးတက်ခဲ့တယ်ပေါ့နော်ဒီ Kawagoe ဆိုတဲ့ဒီမြို့နေရာမှာဆိုတော့ဒီကမြို့ကတော့ငယ်ငယ်လေးပဲတိတိလေးပဲပေါ့နော်ဒါပေမဲ့ဒီမှာဖွံ့ဖြိုးတိုးတက်မှုတွေအများကြီးရှိတယ်ဒါအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာရောဒါစီးပွားရေးပိုင်းဆိုင်ရာတွေမှာရောဒီမြို့ကအချက်ချာကြားတဲ့နေရာဖြစ်ခဲ့တယ်လို့ကျွန်တော်လေ့လာခဲ့ရပါတယ်ဆိုတော့အခုကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ဒီမြို့တဲပေါ့နော်မြို့တဲဆိုတော့ဒီကဒါမြို့ကတော့တိတိလေးပဲဒါပေမဲ့အခုကတော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ဒီမြို့ထဲကလမ်းတွေမှာဒီ Bell Tower ဆိုတာရှိတယ်ပြီးတော့ဒီတခြားသောလမ်းတေးသေးလေးတွေမှာဒီဈေးဆိုင်တန်းတွေရှိတယ်ပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်အခုသွားမှာဖြစ်ပါတယ် Okay Kawagoe မြို့ရဲ့အကြောင်းကိုဆက်ပြောရမယ်ဆိုရင်Edo မြို့ဆိုပြီးတော့ဖြစ်ခဲ့တဲ့အခုတိုကျိုမြို့နဲ့နီးတဲ့အတွက်ကြောင့်မလို့ယူဟာမြောက်တဲ့ခံတပ်မြို့တစ်မြို့အနေနဲ့မြောက်စားခံခဲ့ရပါတယ်တဲ့စားတောက်ကုန်စီရောင်းဝယ်မှုတွေနဲ့လည်းအားကောင်းခဲ့တဲ့မြို့လည်းဖြစ်ခဲ့ပါတယ်တဲ့ဒါကြောင့်ခုမြင်နေရတဲ့အဆောက်အဦတွေဟာအဲ့ခေတ်ကကုန်းလောင်ယုံနေပါခုကတော့အဲ့ဒါတွေကိုထိမ့်သိမ့်ပြုပြင်ပြီးတော့ဈေးဆိုင်တွေဖွင့်ထားပါပြီKawagoe မြို့ကကစုံဦးနဲ့နာမည်ကြီးရပါတော့ကစုံဦးသူ့ရဲ့မုံကကစုံဦးနဲ့နာမည်ကြီးရလို့ကျွန်တော်ကြားထားတယ်အဲ့တော့ကစုံမုံဆိုင်ရောက်နေတာပါကျွန်တော်ဘိုက်စာညာနဲ့ဘာစားမလဲကျွန်တော်ကြည့်တော့ဘိုက်စာညာဒါစားမလားမသိဘူး900နဲ့630တိ shortありがとうございます。
happy street ဟောအားမရှိဘူးဒီကဆိုင်က9နာရီညနေ9နာရီဆိုရင်ဒါအများစုကပိတ်ကုန်ပြီပေါ့နော်ဆိုတော့ဒီစားတောက်ဆိုင်တွေရောအများစုဒီလမ်းထဲမှာရှိတဲ့စားတောက်ဆိုင်တွေရောအများစုကဒါပိတ်နေပြီဖြစ်ပါတယ်ဒါကတော့ဒီမျိုးရဲ့အထင်ကြီးဖြစ်တဲ့ Tokino Kane ဆိုတဲ့ခေါင်းလောင်းစင်ဖြစ်ပါတယ်ကျွန်တော်မုံလေးခဏထိုင်စားလိုက်တော့ဒီတိတ်မှုရဲ့ထဲမှာပဇွန်ဦးတွေပါဟာSnoopy Village Snoopy ကိုဂျပန်ရွေးရဖို့တမျိုးပေါ့ခဝငွေမျိုးလိုင်းဘွားပုံကိုကြည့်ပြီးစိတ်ကူးရင်လိုက်မိတာဒီရွာတရွာထဲမှာဒါရှေ့ရကုန်းလောင်ယုံနေအိမ်တွေအများကြီးတွေ့ရလိမ့်မယ်ထင်ထားခဲ့တာဒါပေမဲ့တကယ်တမ်းကျတော့ဒီမြို့တွင်းကခူရဇူခူရီဆိုတဲ့လမ်းလေးတစ်လမ်းထဲမှာပဲဒါထိမ့်သိမ်းထားတာပေါ့နော်ဒါစိတ်ကူးနဲ့တော့နည်းနည်းလွဲသွားတယ်ဒါပေမဲ့ဒီမြို့ကိုလာလေ့လာရတာဟာကျွန်တော်အတွက်အတွေ့အတစ်တွေအမြင်တစ်တွေယဉ်ကျေးမှုနဲ့တမိုင်းအကြောင်းတွေကိုအရှံပယ်ရလိုက်တာတော့ငင်းမရပါဘူးခင်ဗျာကျွန်တော်ခဏဒါမဟုတ်ဝယ်တဲ့ဆိုင်ဆိုကျွန်တော်ဒီဘက်ခဏလေးသွားလိုက်မယ်ဆိုင်ကတော့ပိတ်ကုန်ပြီဒါပေမဲ့ဒီမှာပေါ့နော်ဆိုတော့ဒီကနေဝင်ပြီးတော့ဟိုဘက်ကနေကျွန်တော်ပြန်ထွက်လာခဲ့လိုက်မယ်အဲ့လိုလမ်းရှောင်မယ်ပေါ့နော်ကိုကတော့